ဘာလို့တင်ငယ်ကက်လူမှာဖြစ်လို့ကျွန်တော်တို့မိသားစုကစီရီမက်ကိုရောက်နေရဖြစ်ပါတယ်အိမ်ကိုရောက်တော့ပစ္စည်းတွေနေရာချပါတယ်ဒါလေးကအိမ်ကကျွန်တော်ရဲ့ညီမအရင်အငယ်မလေးဖြစ်ပါတယ်ဆရာကြီးဒါနဲ့ခေါ်ပါလားဒါနဲ့ခေါ်ပါလားဘယ်သားနဲ့ခေါ်ပါလဲပြောအဝါလေးခေါ်ပါဒီလေးလေးနဲ့โอเคအဲ့ဒါဒီလေးနဲ့ခေါ်နော်ကျက်သွန်ခွာဖို့ကိုဓာရွေးနေတာဖြစ်ပါတယ်ညကလေးကပြင်ဆင်ချက်ပြုတ်နေရပဲဖြစ်ပါတယ်မနေ့ကျရင်ဘုံကြီး၃ပါးကိုအိမ်မှာပင်မယ်ပြီးလို့ရှိရင်မိဘတွေကိုရည်ရွယ်ရည်စူးပြီးတော့အမှုထားမယ်တင်ငန်းကက်လူပါမယ်အာယုစင်းအတွက်ကတော့မွေးငါးလေးကက်လူမှာပဲဖြစ်ပါတယ်မနေ့ကအာယုတက်ဖြစ်ပါတယ်အချိန်အားဖြင့်၄နာရီရှိပါပြီဒါတွေကကက်လူမဲ့တင်ငန်းတွေပဲဖြစ်ပါတယ်ချိန်ကတော့9:15ဖြစ်သွားပါပြီဆိုတော့ဝါကင်းတောင်ကျောင်းတိုက်ကိုတောက်ရောက်ပြီးတော့ဆရာတော်ဖျားနဲ့အတူတန်ခါ2ပါးကိုပြင်ဆောင်မှာပဲဖြစ်ပါတယ်ဘာလို့ဖြစ်တဲ့အဲ့ဒီကြီးနာမည်ကခသိန်းမဘက်တော်အားတို့ဒီဒီကတင်ကြပါဒီဘုံကြီးဒီရခင်းကြပါစေကုန်သတည်းဒီနေ့မဖြစ်ကြပါဒီဘုံကြီးတာခေါ်တာဒုတာနာတိလဘာနာကုသိုလ်ဘာဝနာကုသိုလ်စုကိုဤဝါရှိဘဝ၌ဤဝါရှိဘဝ၌တောဆက်ခဲ့ဘူးသောဖခင်ကြီးဦးလာမြင့်အားအမြကျေးဇူးရှင်ဖခင်ကြီးဦးတန်းစုအားအမြပေးဝေပါ၏အမြရှုတော်မူကြပါဦးသောတာဒုတာဒုတာကျွန်တော်ဇနီးမောင်နဲ့နှစ်ယောက်ကဝါဆိုတင်ငန်းကတ်တဲ့အခါမှာနှစ်စဉ်နှစ်တိုင်းငွေစုပြီးတော့တိတိကျကျလေးလှူဒန်းဖြစ်ပါတယ်။ကွယ်လွန်သွားတဲ့မိဘနှစ်ပါးကိုလည်းအမြဲတမ်းရည်စူးပြီးတော့အလှူတွေပြုလုပ်လေးရှိပါတယ်။ဒါကတော့ဝါကင်းတောင်ကျောင်းတိုက်ရဲ့ကျောင်းတိုင်ဆရာတော်ဖျားပဲဖြစ်ပါတယ်။တင်ငန်းလေးတွေကိုဆရာတော်ဖျားတို့ရဲ့ကားပေါ်လိုက်ပူနေတာပဲဖြစ်ပါတယ်။အချိန်ကတော့8နာရီထိုးသွားပါပြီဆိုတော့တန်ဃာတော်တွေပြန်ကြွသွားပြီဆိုတော့ဒါကျွန်တော်ရဲ့အလဲပေါ့နော်ကျွန်တော်တို့မနက်စာ Wi-Fi စားရင်လည်းစကားလေးတွေပြောနေကြပဲဖြစ်ပါတယ်အော်အဲ့ဒါမနေ့မှလောက်ရမယ်ဟာလေလို့အဲ့ဒီမလေးကခွာချင်တာလားလို့ဆိုခွာချင်တာရတယ်ဆိုအဲ့ဒါလည်းခွာလိုက်လို့ဆိုပြောအဲ့ငါးလုံးစလုံးကပြန်သိမ့်မလိုက်တယ်ပြင်ဖို့အတွက်ဒီနဲ့အဲ့လိုမျိုးနှလုံးကိုသုံးပါတဏှာကြတော့ဒီထဲမှာထည့်မှာအဲ့လိုမျိုးထင်သွားတာအိုးလဲဆိုတော့လွတ်သွားပြီအိုးလဲတော့ကြားလိုက်